မင်္ဂလာနေ့ခင်းပါကြ။တိုင်းပေါ်မှာရှိတဲ့ညီကိုမိတ်ဆွေများအားလုံးမင်္ဂလာပါ။ကျွန်တော်ဘာအကြောင်းအရာကိုပြောချင်တာလဲဆိုတော့ဒီနေ့ကတော့ Divorce CV ရဲ့အကြောင်းကိုပြောပြမယ်။ Divorce CV ရဲ့အကြောင်းကိုပြောပြမယ်ဆိုတော့ကျွန်တော်တင်တဲ့ဗီဒီယိုလေးတွေဒီဟာလေးတွေဒီအလုပ်ဆောင်ချက်လေးတွေတကယ်ပညာလိုချင်တဲ့လူတွေတကယ်လေးလာတကယ်ကြည့်ထားပါဘူးတုတတ်ရပါပညာရပါကျွန်တော်ကဒါပဲသိလို့ဒါပဲပြတာဒီမဲ့အကြောင်းအရာလာမေးကျွန်တော်မသိပါဘူးခင်ဗျာအားလည်းကြွေပြောတာပဲမင်းအင်ဂျင်ကြိုက်တတ်လာမယ်ကျွန်တော်အင်ဂျင်မကြိုက်တတ်ပါဘူးဒီစလစ်နဲ့ပတ်သက်တဲ့ဆိုင်ရာတွေကတော့ကျွန်တော်ထိုက်တဲ့လောက်နားလဲပါတယ်ဒါပေမဲ့ကျွန်တော်လည်းနားလဲလူတွေရှိပါတယ်မြန်မာတပြည်လုံးပါဒါပေမဲ့ကျွန်တော်အရန်တက်ပါတယ်တော်ပါတယ်ပြောတာမဟုတ်ကျွန်တော်သိလိုက်ကျွန်တော်ပြောမယ်ဗျာကြားရင်ယူရမကြားရင်မယူအဲ့တော့ပြောမယ်ဒါက Divorce CV ဖြစ်တယ်သူ့ရဲ့ဒီမှာကြည့် Divorce CV ရဲ့သူ့ရဲ့ size ကတော့61 mm ရှိတယ်61 mm ကိုကျွန်တော်ကသွားမယ်သွားတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့61ကိုမသွားဘဲနဲ့လုံးဆောင်ချက်61ကိုလောက်အောင်အဲ့ဒါကိုလုံးဆောင်ချက်ကိုမလုပ်ဘဲနဲ့ဘာဖြစ်လဲဆိုတော့ဒီဘလောက်လေးอ่ะသက်စရာတွေပေါ့ကျွန်တော်အချင်းလုပ်ပေးပါကျွန်တော်အချင်းလုပ်ပေးပါကျင်းထားတဲ့ခါကျတော့ဘလောက်ဒီကျင်းလဲဆိုတော့မဘိုးကိန်းနဲ့တိုင်းတဲ့ခါမှာ4ဂိတ်3ဂိတ်4ဂိတ်အပေါ်မှာ6ဂိတ်အောက်မှာ4ဂိတ်အဲ့လိုတွေဖြစ်တဲ့ခါကျတော့ဒီမှာလေးဒါမီလီမီတာအတိကိုတိုင်းထားခြင်းတိုင်းပြလို့ရှိရင်ဒီမှာ 0.1 လောက်ကျင်းတယ်နော်ထုံးပြီးလောက်ကောင်းပဲဒီမှာဆိုလို့ရှိရင် 0.8 လောက်0.8 လောက်ကျင်းတယ်ဒီမှာဆိုလို့ရှိရင်ဒါအပေါ်ဘက်ဒါ 0.1 ဟောဒီမှာဆိုလို့ရှိရင် 0.1 ဆို4ဂိတ်ကိုပြောဒီမှာဆိုတော်တော်များတယ်ဗျာသူအဲ့လိုများလို့ဒီအပေါ်ပိုင်းတော်တော်ဆိုးတယ်အပေါ်ပိုင်းမှာတော်တော်ဆိုးတယ်ဗျာ 0.2 နီးနီးရှိတယ်အဲ့ဒါရဘာလေလဲဆိုတော့တချို့ဘိုးရင်းသမားတွေဘယ်လိုပြောမလဲလောက်နေဘိုးရင်းသမားတွေပေါ့တချို့ဘိုးရင်းသမားတွေဒီ page ကိုထိုးစမ်းတယ်ဘိုးကိတ်မကင်တာတွေပေါ့နော်အဲ့ဒါတွေလည်းသွားတွေ့ရတယ်ဒါအပြစ်ပြောတာမဟုတ်သဘောပြောပြကျွန်တော်လည်းဒီရင်တော့ဒီဘိုးကိတ်မကင်တော့ကျွန်တော်လည်းအဲ့လို page ကိုထိုးတယ်ပြီးစမ်းနေရမယ်ဒါပေမဲ့တကယ်ပညာရှင်နဲ့တွေ့တဲ့ခါကျတော့ကျွန်တော်တို့အယူဖြစ်တာသဘောကိုပြောတာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဘိုးကိတ်ကင်ဖို့လိုတယ်နောက်ဆက်စရာတွေကျွန်တော်ဝရင်းအစီလေးလုပ်ပေးပါကျွန်တော်ဝရင်းအစီလေးလုပ်ပေးပါဝရင်းကစီတိုင်းမကောင်းဒီအင်ဂျင်ကအလှထောင်ထားရင်တော့မိုက်တယ်မစိုးဘူးခဏ9မိနစ်လောက်လို့ရက်ထားတယ်ဒီကောင်အလှမဟုတ်3ပါပြီတော့3တဲ့ခါကျတော့ချိန်ကြာမောင်းလာတဲ့ခါကျမှဒီရဲ့လက်မှာရှိရဲ့မဲတဲတွေကပိုးစားမှုနဲ့အပူချိန်တစ်ခုတက်လာလို့ရှိရင်ပိုးစားမှုကြောင်းလာတဲ့ခါမှာဒီပင်စင်တွေသူ့ပွာလာကဒီစလစ်ကလည်းထိုက်သန်းတော့ကျဲတယ်ဒါပေမဲ့လိုအပ်ထားတဲ့မကျဲတဲ့ခါကျတော့ကန်းအောင်အင်ဂျင်ဘလောက်ကောင်းအောင်ထည့်တဲ့ဆက်စရာဘလောက်ကောင်းအောင်ကိုင်မရအောင်ဒါအောင်ဆိုလို့အဲ့တော့ဆက်စရာဒီဘိုးရင်းကိုသွားတဲ့ခါမှာကျွန်တော်ဘယ်လောက်လုပ်ပေးပါဒီလောက်လုပ်ပေးပါမှာပြောလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှိလာမယ်ဆိုရင်ကျန်တဲ့ဆိုင်တော့မသိဘူးပေါ့ဗျာ။ကျွန်တော်ရှိမှလာတယ်ကျွန်တော်စာအုပ်တွေရှိတယ်။စာအုပ်တွေနဲ့သူကမိညမ်းပြီးလောက်တော့ဗျာ။ဟိုဒီမြင့်ဆိုင်နေဆိုတာကဟိုကျွန်တော်ဒါအလုပ်ကတော့ဘယ်လိုပြောမလဲဟိုသူလိုကိုလိုဒါစက်မှုလက်မှုညီကိုမောင်နှမတွေလိုပါပဲစက်မှုလက်မှုဆွေးမျိုးတော်တာပေါ့ဗျာ။သူတို့လည်းမကောင်းကြောင်ပြောနေအောင်မို့ဒါစက်မှုလက်မှုလုပ်ဆိုရင်တော့ကျွန်တော်တို့ကလေးစားပြီးသားပဲ။ဘယ်လိုပဲဖြစ်ဒီလောက်ကညစ်လဲညက်ပတ်တယ်လူတိုင်းမလုပ်ချင်တဲ့အလုပ်အဲ့တော့လုံနေပြီဆိုတော့ဒီစက်မှုလက်မှုလုပ်တဲ့လူကညီကိုမိတ်ဆွေလူပဲသဘောထားတယ်ဒါအခုလက်ရှိပြောနေတယ်ဆိုတာကလည်းစေနာမြတ်တာနဲ့ပြောတယ်လို့ပဲခံယူပြီးပေါ့ဗျာနှိမ်တာတို့ဘာငါတို့ပစ္စည်းမရှိတော့ဘာမဟုတ်အဓိကဘယ်လိုပြောမလဲဆက်စရာဘက်ကလည်းဆက်စရာအလုပ်ကြောဘိုးရင်းသမားဘိုးရင်းလုပ်တွေသူကလည်းဘူးပြအဲ့လိုဆက်စရာဟိုဟာလုပ်ပါလို့ဒီဟာလုပ်ပါလို့အဲ့လိုပြဿနာကြီးဖြစ်ကြဒီညာတိတ်ကဘယ်တော့မှမရှိသေးဘူးတပတ်လောက်နဲ့ဖမ်းသွားဆိုပတ်စံတွေအများကြီးကုန်တော့ဗျာကုန်တဲ့ခါကျတော့ဘယ်လိုပြောမလဲမကောင်းဘူးပေါ့ကျွန်တော်တို့ကလည်းဒါသူ့ဟာပတ်စံကုန်ထားပြီးဆိုအများကြီးထပ်တောင်းလို့လည်းအဆင်မပြေတော့ဆက်စရာလည်း2ခါကင်3ခါကင်အဲ့တော့အခြေအနေတွေမကောင်းတော့ပိုင်ရှင်တော့မှလည်းနစ်နာတော့ဗျာအဓိကတော့ဟိုကျွန်တော်ပြောတဲ့လမ်းစဉ်လေးဆက်စရာလည်းဆက်စရာအလုပ်လုပ်မယ်ဗျာဘိုးရင်းသမားကိုအလုပ်တီးတီးကြကြလုပ်ကြရမယ်ဆိုလို့ရှိရင်အားလုံးအဆင်ပြေဟိုလိုဒီလိုဆိုရင်တော့ဒီပြဿနာဖြစ်တာဗျာဒါဆိုလို့ရှိရင်အကုန်ကြက်စိတ်များသွားတာဗျာအားလေးကိုစူလူချင်းဖြစ်ပါတယ်အင်ဂျင်နံပါတ်ရော D4 CV ပါအဲ့တော့တိုင်းပေါ်မှာရှိတဲ့ညီကိုမိတ်ဆွေများအားလုံးကျွန်တော်လာလို့ရှိရင်ပညာရက်တစ်ခုတော့ကြံခဲ့ရအောင်ဗျာဒါလေးမှတ်ပေးထားပါအားလုံးမင်္ဂလာမနက်ခင်းပါ